သူဟာဒေါ်လာ12တန်ထိပေါက်တော့ဝမ်းတာလုံးဆိုပြီးသားသမီးတွေကိုဖုံးဆက်ဖို့ဖုံးကင်လိုက်တယ်။ဒါပေမဲ့သူခဏရက်လိုက်ပြီးသူတို့ကငါ့ကိုချစ်တာလားငါ့ပတ်စံကိုချစ်တာလားဆိုတာသူစမ်းသိရမယ်ဆိုပြီးသူဟာဒေါ်လာ3တန်းကိုအိတ်ထဲထဲအဝတ်ဟောင်းတီဝစ်ပြီးသားသမီး3ယောက်စီကြိုတင်အကြောင်းမကြားပဲတွားတွေ့ပါတယ်။ပထမဆုံးသူ့သားအကြီးဆုံးအိမ်ကိုတွားတယ်။သားကသူ့ကိုဝရန်တာပေါ်ကနေမြင်လိုက်ကြထိတ်လန့်သွားတယ်။အဲ့ဒီအဖိုးကြီးပတ်စံတောင်းဖို့လာတာငါအိမ်မှာမရှိဘူးလို့ပြောလိုက်ဆိုပြီးဇနီးကိုတီးတူပြောပြီးဗီဒီယိုလေးဝင်ပုံနေလိုက်တယ်။အဖေဟာစောင့်နေခဲ့ပြီးဝမ်းထဲစွာထသွားခဲ့တယ်။နောက်တော့သူ့သမီးအိမ်ကိုတွားတယ်။သမီးကသူ့ကိုမြင်တော့ဖြုံးလိုက်တယ်။အဖေဘာလို့ကြုံမပြောပဲလာတာလဲလို့မေးတော့သူကချက်သမီးရေငါနေမတောင်းဖြစ်နေလို့တပတ်လောက်တည်းခွင့်ပြုသွားလို့ပြောတယ်။ဒါပေမဲ့သမီးကရှက်တယ်လို့ဖြစ်သွားတယ်။ဖေကျမယောက်ျားကမကြိုက်ဘူးပြီးတော့ဒီလိုအဝတ်တွေမဝတ်ပါနဲ့ကျမဖေကိုအိမ်ချရမယ်လို့သူထင်သွားမှစိုးရင်တယ်ပြီးတော့သူမဟာပတ်စံကိုပေးလိုက်တယ်။ဖခင်ဖေသူကညင်းလိုက်ပြီးမျက်ရည်နဲ့ထွက်သွားခဲ့တယ်။နောက်ဆုံးသူ့သားအလက်ရဲ့အလုံးနေရာကိုသွားတယ်။သားကသူ့ကိုမြင်တဲ့အခါအကုန်လုံးကိုပြစ်ချပြီးဖခင်ဖေသူကိုပြေးဖက်လိုက်တယ်။ဖေသီကျွန်တော်ဒီနေ့အဖေကိုတွေ့လိုက်ရလို့အလုပ်ကိစ္စပြီးမြောက်သွားတယ်လို့ပဲခံစားရတယ်။ပြီးတော့သူကကျွန်တော်နဲ့အတူအိမ်ပြန်ခဲ့ပါအဖေလို့ပြောတော့အဖေကမေးတယ်ငါတပတ်လောက်တည်းခွင့်ရနိုင်မလားသားကပြောလိုက်တယ်ဖေလိုတလောက်နေပါကျွန်တော်အိမ်ဟာဖေအိမ်မှာပဲသားဖေသူကပြောတော့အဖေကငိုလိုက်တယ်ပြီးတော့ exit ကိုဖွင့်လိုက်ပြီးအထက်ကဒေါ်လာ3တန်းကိုထုတ်ပြောလိုက်တယ်ငါ့ကိုအချိန်ကြီးမခွဲကြတဲ့လက်ခံတဲ့အတွက်ငါသားဤဒီပတ်စံမင်းတော်ပါဆိုပြီးသူ့အတွက်ပေးခဲ့တယ်အချစ်စစ်ဟာပတ်စံနဲ့မဆိုင်ဘူးလေးစားမှုကျင်နာမှုနဲ့ကိုမိဘတွေကိုဘယ်တော့မှမစိတ်ချင်းပဲ